ကိုဒီတဲ့ high income soft skill လို့ပြောရင်ဘာတွေပါလဲပေါ့နော်အဲ့တော့ဒီအနေနဲ့လူငယ်တွေမဖြစ်မနေလေ့လာတင်တဲ့ဒီ soft skill ကနေ high income ရမယ် skill လေးခုကိုပြောပြချင်ပါတယ်နံပါတ်1တစ်ခုက communication skill ဖြစ်ပါတယ်ဒီ skill ဟာဆိုလို့ရှိရင်စကားပြောတတ်တာနဲ့ဒါကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေအကုန်လုံးနဲ့အဆင်ပြေမယ်ပြဿနာတွေလုံးဝရှိတော့မှာမဟုတ်ပါဘူးနောက်ပြင် communication ကျွမ်းတဲ့သူတွေတော်တော်များများက line ပေါ်ကနေ video ရိုက်ပြီးမှပတ်စံတွေရှာလို့ရတယ်အပြင်မှာလဲကိုက leader ကောင်းတယောက်ဖြစ်လာလိမ့်မယ် communication ကျွမ်းနေဆိုရင်ဒုတိယ skill တစ်ခုကကြတော့ဒါ sales and persuasion skill ဖြစ်ပါတယ်အဲ့တော့လောကကြီးမှာလူတွေကိုဈေးအောင်တက်တယ်ဆိုရင်ဘယ်တော့မှမစင်ရဲပါဘူးဒီ sales skill ကလည်းဒါ soft skill ထဲမှာပါတယ်ဒါ soft skill တော့မဟုတ်တော့ hard skill လို့မျိုးကိုဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီရဲ့ဘဝမှာဒီ sales skill ကငငယ်လေးကနေဈေးရောက်ခဲ့အတွက်ကြောင့်မို့ပေါ့နော်ငငယ်လေးကနေကိုယ့်ရဲ့အမတွေအမေတွေရှီကနေလေ့လာခဲ့တယ်ပြီးနောက်တစ်ခုက persuasion skill ပေါ့နော်ဒီ art of persuasion ဆိုတဲ့စာကိုတွားလေ့လာကြည့်ပါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီ skill က high income skill ထဲမှာပါပါတယ်နောက်ထပ် soft skill ကနေ high income ပေးနိုင်တဲ့အဲမှာဆိုရင်ဘာပါမလဲဆိုရင် negotiation skill ဖြစ်ပါတယ်ဒါ communication အောက်မှာတော့ပါသွားတယ်ဒါပေမဲ့သူများတွေနဲ့ဘယ်လိုမျိုးစီးပွားရေး deals ဖြစ်အောင်သူများတွေနဲ့ဘယ်လိုမျိုး project တွေကိုဒါအဆင်ပြေအောင် negotiate လုပ်မလဲဆွေးနွေးမလဲပေါ့နော်ဆွေးနွေးပြီးမှညှိနိုင်တဲ့ skill ကလည်းဒါတော်တော်လေးကိုကောင်းတဲ့ high income skill ဖြစ်ပါတယ်နောက်ဆုံး skill ကကြတော့ဒါလူငယ်တိုင်းမဖြစ်မနေရှိတဲ့ emotional intelligence ဖြစ်ပါတယ်လူတစ်ယောက်က emotional intelligence ရှိတယ်ဆိုရင် awareness တွေအများကြီးရှိတယ် awareness တွေအများကြီးရှိရဆိုရင် situation တွေအကုန်လုံးကိုနားလည်တဲ့အတွက်ကြောင့်မို့ဒါ basically ပေါ့နော်ကိုကအဲ့ဒီကနေတစ်ဆင့်ကိုက high income တွေရနိုင်ပါတယ်ပေါ့နော်အဲ့တော့ဒီရဲ့ personally income အများဆုံးပေးတဲ့ skill ဆိုရင် probably communication လို့ပြောလို့ရတယ်ဒီ communication ကနေပတ်စံအများဆုံးအများကြီးရခဲ့ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒါvideo ရိုက်တာတွေပေါ့နော်အခုနောက်တော့ဒီပြောလိုက်တဲ့ skills တွေအကုန်လုံးနဲ့ပေါင်းပြီးမှကိုက video တွေရိုက်နိုင်တယ်ဆိုရင်ဒါ bossy ဖြစ်လိမ့်မယ်မဖြစ်မနေဒီ soft skill တွေကိုလေ့လာပါပေါ့နော်အကယ်၍ soft skill နဲ့ပတ်သက်ပြီးမှလူငယ်တွေဒီထက်ပိုပြီးမှအများကြီးလေ့လာချင်တယ်ဆိုရင်ဒီလို Sheno Academy မှာ Career Power Skill ဆိုတဲ့သင်တန်းကိုဒီနဲ့မှဖြိုးကိုယ်တိုင်ကသင်ကြားပြတော့မှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်ဒီလို Sheno Academy page မှာစုံစမ်းမေးမြန်းလို့ရပါတယ်ပြီးရင်ဒီ page မှာလည်းစာပို့လို့ရပါတယ်